ရပြင်းပေါ်နာကပင်လေးကိုရေသွင်းဖို့မနေခဲ့မိတယ်မနက်တစ်ခုမှကြည့်လိုက်တော့ရွက်တွေဝါရောင်ဖြစ်နေပြီတေချာကယူဆိုင်ခဲ့တဲ့ယာတွေဟာဒါမထွက်ပဲဝေးသွားတတ်တာအဲ့ဒီကြောင့်ကိုနောက်ချမှနားလေခဲ့တယ်ငါတို့ကလမ်းခွဲခဲ့ကြတာမဟုတ်ဘူးရထားတဲ့စင်လို့ဘူဒါခုတဲမှာခဏလောက်ရက်ခဲ့ပြီအချိန်ရောက်တူလို့ကိုယ်သာလာနေကိုထွက်သွားခဲ့ကြတာစာအုပ်အုပ်ထဲမှာစာရွက်ခောက်ထားတဲ့နေရာရှိတယ်ဇပတ်ဖို့ရည်ရွယ်ခဲ့ပေမဲ့